စာပါလေးတစ်ခုလူခေါ်ချင်ပါတယ်ကျွန်တော်စာပါလေးဖွင့်အောင်ပေါ့ YouTube မှာတင် YouTube အကောင့်ရှိတဲ့လူတွေတော့တွေ့တော့အဆင်ပြေမှာပေါ့စာပါလေးလူခေါ်နေတယ်နော်အခုလောလောဆယ်တော့စာပါတော့ကျွန်တော်တို့မလုပ်ရသေးဘူးပေါ့ကျွန်တော်လုံမက2016မှာလုံမပေါ့အခုကတည်းကလူခေါ်ချင်ပါတယ်ဘာဖြစ်တော့ကောင်းစော်တဲ့လူ YouTube အကောင့်လေးနဲ့ဗီဒီယိုတင်မယ်ဆိုရပါတယ်မ CB လာ high ပါကျွန်တော်အချင်းပြေမလို့တာလဲကျွန်တော်ပြောပြလို့ရပါတယ်အကိုလို့ကျွန်တော်ဒီတလောက်လေးပြောပြမှာပါနော်အမဘယ်မျိုးစာပါဘယ်မျိုးလုံးမယ်ဆိုတော့ YouTuber တွေကျွန်တော်ဒီမျိုး YouTuber တွေလုပ်ဖို့ဖြစ်ပါတယ်ကျွန်တော်လူတိုင်းတချို့တို့ဒီကြောက်တချို့တို့အခုကကျွန်တော်နားထားတာဘယ်နှစ်ယောက်2ယောက်လောက်မတည်ဘူးအမဒီမှာတယောက်လည်းမရှိတော့ဘူးပေါ့နော်သူအကောင့်လေးပဲရှိတော့တယ်အရင်တော့ကျွန်တော်စောတာပေါ့အမကျွန်တော်ဖွဲ့လေးစောတာမှာအဲ့လိုကျွန်တော်အဲ့လိုစောချင်တာဗျာစာပါတစ်ခုအဲ့ကျွန်တော်အဲ့လိုဖိုင်ကိုစဉ်းစားထားတာပေါ့တို့ဖြစ်လားမဖြစ်လားကျွန်တော်တေချာမတည်ရပေါ့ကျွန်တော်လုံးမဲ့စဉ်းစားထားတယ်ခုလိုဆက်ကျွန်တော်ဖုန်းနေတယ်အဲ့လိုလုံးမဲ့ပေါ့နော်ကျွန်တော်ဝတ်တဲ့နေအဲ့လိုလူခေါ်နေပါတယ်ကျွန်တော်လုံးမှာပေါ့ကျွန်တော်ဗီဒီယိုအားတွေတော့တိတ်တော့လုံးမတက်ဘူးပေါ့ကျွန်တော်လူခေါ်လာရှောင်းလို့ရတယ်ပေါ့အတိကဆော်ကြွမ်းလို့လိုတယ်ပေါ့နော်ကလပ်ပစ္စည်းကိုတေးတာနဲ့ဘာတေးဘာဖြစ်ပစ္စည်းကိုခလာမတာပဲလူတွေဆိုနည်းနည်းခါတော့ကျွန်တော်စာပါခေါ်တဲ့အတွက်ရ YouTube မှာတင်မဲ့လူတွေဆိုလဲလာရှောက်လို့ရတယ်ပေါ့နော်ကျွန်တော်အဲ့လိုဖိုင်မလို့ဒါကျွန်တော်စာပါတစ်ခုစာပါရှိတာထန်နေကျွန်တော်လေလာလိုက်အောင်ပေါ့နော်ရှိတာလေးတစ်ခုထန်အောင်စာပါတယ်အမကိုပိုင်ရှိတာနဲ့ထည့်ဆောင်မဲ့တော့ကျွန်တော်မထည့်ပြီးဘူးအစာပါကျွန်တော်မလေလာရတဲ့အဲ့လိုပါရပါရင်ရှောင်းမှာပါမယ်ဆိုရင်မ CB လာခဲ့ပါအစောထိကြည့်ပြီးကျေးဇူးတင်ပါတယ်နော်ဘလို့